ရလေးဟာသူမရဲ့မိခင်ဖြစ်သူဆေးရုံမှာခွဲစိတ်ဖို့အတွက်လိုအပ်နေတဲ့ငွေကြေးကိုရရှိဖို့အတွက်ရည်ရွယ်ချက်နဲ့မျိုးရဲ့အကျဉ်းသားဆုံးဖြစ်တဲ့မိသားစုရဲ့ပါတီပွဲကိုရောက်ရှိလာခဲ့ပါတယ်။သူမဟာသူမရဲ့တရောလေးကိုထိုးပြပြီးအမေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ပါတီပွဲတွေကအမျိုးသမီးတစ်ယောက်ကတော့မီယာလေးကိုမမြင်ချင်းမှာပဲနင်ဒီကိုဘာလာလောက်တာလဲဆိုပြီးရိုင်းဆိုင်မေးခွန်းထုတ်ခဲ့ပါတယ်။မီယာလေးကတော့သူမရဲ့အမေဖြစ်သူဆေးရုံတက်နေရကြောင်းနဲ့ခွဲစိတ်ဖို့အတွက်ငွေတန်းလိုအပ်နေတာကြောင့်တရောတီးပြီးပတ်စံရှာဖို့လာတာပါလို့ပြေကင်းစွာပြန်လည်ဖြေကြားခဲ့ပါတယ်။ကိုကြားလိုက်ရတဲ့အမျိုးသမီးလေးကမီယာလေးကိုကူညီဖို့နေတာနင်းလို့အခြေအနေမရှိတဲ့ကလေးမျိုးကဒီလိုမြင့်မြတ်တဲ့နေရာနဲ့မတန်ဘူးဆိုပြီးတော့နှိတ်ချဆက်ဆံခဲ့ပါတယ်။ဟက်မီတာစုရဲ့ပါတီပွဲမှာဒီလိုတောင်းရမ်းစားတော့တဲ့ကလေးမျိုးမရှိသင့်ဘူးလို့ပြောပြီးတော့သူမကိုပွဲထဲကနေနင်းထုတ်ဖို့အထိကြိုးစားလာပါတော့တယ်။မရဲ့ဘေးနားမှာရှိနေကြတဲ့လူကုန်တန်းအတိုင်းဝိုင်းကလူတွေကလည်းပဲသူမကိုထောက်ခံကြပါတယ်။မကရုတ်တရက်ကလေးမလေးကိုဆွတ်ထုတ်သွားဖို့အတွက်လုံခြုံရေးတွေကိုအမိတ်ပေးလိုက်ပါတယ်။တရောတီးတဲ့ကောင်မလေးကတော့အမျိုးသမီးကိုအပြင်ကိုဆွဲမထုတ်သွားဖို့တောင်းပန်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့ဒါကိုလစ်လူရှုလိုက်ပါတယ်။ခန်းသားထဲဝါတဲ့ပါတီပွဲတစ်ခုအတွင်းမှာလူကြီးတွေကြားတဲ့မျက်ရည်တွေနဲ့ငိုယိုနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ရမှာပါ။သူမဟာတရောလေးတစ်လက်ကိုကင်ထားပြီးတော့လူကြီးတွေရဲ့မောင်းထုတ်ခြင်းကိုခံနေရပါတယ်။ဒီကလေးကိုအမြန်ခေါ်ထုတ်သွားစမ်း။သခင်ကြီးနဲ့အဲလက်စ်တို့အခုပဲပြန်လာတော့မှလူလမ်းဘေးကတောင်ရတဲ့ကလေးမျိုးငါအိမ်မှာအစွန်းထင်းမခံနိုင်ဘူးလို့အထက်စီဆန်တဲ့မျိုးသမီးကအမိတ်ပေးလိုက်တဲ့အခါမှာတော့ကောင်မလေးခမညာအန်တီသမီးကိုမမောင်းထုတ်ပါနဲ့တော့လို့တောင်းပန်ရှာပေမဲ့လူမိုက်တွေကတော့သူမကိုအိမ်ပြင်ကိုအတင်းဆွဲထုတ်သွားခဲ့ပါတယ်။ပြင်ကိုရောက်တဲ့အခါမှာတော့ကန်ကောင်းထောက်မစွာနဲ့စောစောကသူမကိုလိုက်ပို့ပေးခဲ့တဲ့လူကြီးတွေနဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့ကကောင်းမလေးကိုဝိုင်းဝန်းနဲ့သိပ်ပေးကြပြီးသူမရဲ့ဝမ်းနည်းစရာအကြောင်းစုံကိုနားထောင်ပေးခဲ့ကြပါတယ်။ကောင်းမလေးကသူ့ရဲ့အမေကိုကယ်တင်ဖို့အတွက်တရောတီးပြီးပတ်စံရှာနေရတာဖြစ်ပါတယ်။ကြီးတွေကသူမကိုအားပေးပြီးတရောတီးပြဖို့တောင်းဆိုခဲ့ကြပါတယ်။ကောင်းမလေးဟာမျက်ရည်တွေကြားထဲကနေပဲသူမရဲ့တရောလေးကိုထုတ်ပြီးတီးခတ်ပါတော့တယ်။သူမရဲ့တရောတန်ဟာအလွန်ပဲနူးညံ့ပြီးကြေကွဲဖို့ကောင်းလွန်းလာပါတယ်။တရောတန်ကိုနားထောင်ရင်သူမဟာအရင်ကသူမကိုတရောတီးတင်ပေးခဲ့တဲ့ချေရတဲ့အမေနဲ့အတူရှိခဲ့တဲ့အမတ်တရားတွေကိုပြန်လည်သတိရနေပါတော့တယ်။စမ်းလာကြွယ်ဝတဲ့ဟက်မီတာစုရဲ့ခေါင်းဆောင်ကြီးနဲ့သူ့ရဲ့မိဖြစ်သူအဲလက်စ်တို့ကားနဲ့ပြန်လာတာကိုတွေ့ရမှာပါ။ကားပေါ်မှာအဖိုးဖြစ်သူကအဲလက်စ်ကိုလွန်ခဲ့တဲ့9နှစ်ကအလင်လင်းဆိုတဲ့မိန်းကလေးကိုမေ့ပြစ်ဖို့နဲ့မိလေးတစ်ယောက်အမြန်ရအောင်လက်ထပ်ဖို့တိုက်တွန်းနေခဲ့ပါတယ်။ဒါပေမဲ့အဲလက်စ်ကတော့သူ့အဖိုးကိုနောက်ပြောင်ပြီးကလေးအရန်လိုချင်ရင်ကိုယ်တိုင်ပဲယူလိုက်ပါလို့ပြန်ပြောနေခဲ့တာပါ။ကားပေါ်ကစင်းချင်းမှာပဲအဖိုးဖြစ်သူကဖះเจ้าကနေပင်းဆောင်လာတဲ့သားစုပန်နက်ပြားမှာရုပ်ထုလေးကိုထုတ်ပြပြီးမြီးလေးရဖို့အတွက်အလေးနဲ့ဆူတောင်းနေရှာပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နဲ့မလန်းမကန်းနေရမှာခေါင်းမလေးတယောက်ရဲ့တာယာလာပါတဲ့တရောထိုးတန်ကိုကြားလိုက်ရပါတယ်။ရဲ့တငယ်ချင်းဖြစ်သူကအဲလက်စ်ဟိုမှာကြည့်စမ်းဟိုကလေးမလေးတရောထိုးနေတာလို့လမ်းပြောလိုက်တဲ့အခါမှာတော့အားလုံးရဲ့အကြည့်တွေကကောင်းမလေးစီကိုရောက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဲလက်စ်တယောက်အံ့ဩတုန်လှုပ်သွားရပါတယ်။လို့လဲဆိုတော့ကောင်းမလေးကင်ထားတဲ့တရောပေါ်မှာအလင်လင်းရဲ့အမတ်သားဖြစ်တဲ့လူနာချက်ဆိုတဲ့လာချန်ပုံစံဒီဇိုင်းကိုတွေ့လိုက်ရလို့ပါပဲ။တယောက်အဲ့ဒီကလေးမလေးဟာသူ့ရဲ့ချစ်သူဟောင်းအလင်လင်းနဲ့ဘယ်လိုပတ်သက်မှုရှိနေတယ်ဆိုတာကိုသိချင်စိတ်ပြင်းပြနေခဲ့ပါတယ်။မလေးရဲ့တရောပေါ်မှာအလင်လင်းရဲ့အမတ်သားကိုတွေ့လိုက်ရတဲ့အပြင်လွန်ခဲ့တဲ့9နှစ်ကအလင်လင်းကိုဝင်ရှိခဲ့ပြီးသမီးလေးတယောက်မွေးကလေးတောင်းပန်နေတဲ့ဂျားထဲကနေပြီးတော့ဆမ်မကသူမကိုအင်ပြင်ကိုအတင်းနှင်ထုတ်ခိုင်းလိုက်ပါတယ်။ဒီချိန်မှာပဲအဲလက်စ်နဲ့သူ့ရဲ့အဖိုးဖြစ်သူမစ္စတာဟတ်တို့ကားနဲ့အိမ်ကိုပြန်ရောက်လာကြပါတယ်။သူတို့ကားပေါ်ကစစင်းချင်းမှာပဲမစ္စတာဟတ်ကဖះเจ้าကနေပြင်ဆောင်လာတဲ့တားစုပန်နဲ့ရုပ်ပွားတော်လေးကိုအားလုံးကိုဂုဏ်ယူစွာနဲ့ပြသခဲ့ပါတယ်။ဖြစ်သူကအဲလက်စ်ကိုမီးလေးတယောက်အမြန်ဆုံးရစေချင်နေတာပါ။လိုမျိုးဗိုင်ယိုလင်တီးကတ်နေတဲ့ကောင်မလေးကိုမြင်လိုက်တဲ့အခါမှာတော့မစ္စတာဟတ်ကအရန်ကိုအံ့ဩသွားပြီးသူမဟာသူ့ရဲ့မိမလေးဖြစ်နိုင်တယ်ဆိုတာကိုရိပ်မိသွားပါတယ်။ဒါပဲဆမ်မကအိမ်ထဲကထွက်လာပြီးကလေးမလေးကိုနှင်ထုတ်ဖို့ထပ်ပြီးကြိုးစားပြန်ပါတယ်။ဒီတစ်ခါမှာတော့အဲလက်စ်ကသူမကိုတားဆီးလိုက်ပြီးဘသူကသူကလေးကိုနှင်ထုတ်ခိုင်းတာလဲဆိုပြီးဒေါသတကြီးနဲ့မိကွန်းထုတ်လိုက်ပါတော့တယ်။အဲလက်စ်ကဆမ်မကိုပိုင်ရိုက်လိုက်တဲ့အတွက်ကြောင့်မို့ဆမ်မကလဲကျသွားပါတော့တယ်။ဖိုးဖြစ်သူမစ္စတာဟတ်ကသူ့ရဲ့တာစုပန်ရုပ်ပွားတော်လေးကိုကင်ပြီးတော့အိမ်ထဲကိုအမြန်ဆုံးဝင်ဖို့အလောတကြီးလုပ်နေပါတယ်။ဒီအချိန်မှာပဲအိမ်ရှိမှာတရောတီးနေတဲ့ကောင်မလေးကိုတွေးလိုက်ရပြီးအဖိုးဖြစ်သူကမင်းတို့ဘာလုပ်နေကြတာလဲဆိုပြီးအံ့ဩတကြီးနဲ့လှမ်းမေးလိုက်ပါတယ်။အကိုရောက်သွားတဲ့အခါမှာကလေးမလေးကိုကြည့်ပြီးမစ္စတာဟတ်ကအရန်ကိုတုန်လှုပ်သွားပါတယ်။ဟုတ်လဲဆိုတော့ဒီကလေးမလေးဟာအဲလက်စ်ငယ်တုန်းကနဲ့ချွတ်စွတ်တူနေလို့ပါပဲ။ဖြစ်သူကဝမ်းသာအားရနဲ့ဒါဟာငါရဲ့မိမလေးပဲ
ဆူတောင်းလေးပြည့်ပြီဆိုပြီးကလေးမလေးကိုပွေးဖမ်းလိုက်ပါတယ်။ကလည်းကလေးမလေးကိုတေချာကြည့်ပြီးအလင်နဲ့သူနဲ့ပတ်သက်ခဲ့တဲ့လွန်ခဲ့တဲ့9နှစ်ကအကြောင်းအရာတွေကိုပြန်စဉ်းစားမိသွားပါတယ်။ဥမာသူဟာတရောပေါ်ကလကျန်ပုံစံအမှတ်အသားဟာတကယ်ပဲ9နှစ်ကြာပျောက်ကွယ်နေတဲ့လူနာချက်ဖြစ်နေတာကိုသူအံ့ဩတကြီးနဲ့သတိပြုမိသွားပါတယ်။သူကကောင်မလေးကိုနာမည်ဘလို့ခေါ်လဲလို့မေးလိုက်တဲ့အခါမှာတော့ကလေးမလေးကသူ့ရဲ့နာမည်ဟာမီယာဖြစ်ကြောင်းနဲ့ဒီဗိုင်အိုလင်ကိုသူ့ရဲ့အမေကပြီးခဲ့တာဖြစ်ကြောင်းပြန်ဖြေလိုက်ပါတော့တယ်။ဒီမှာပဲအဲလက်စ်ကရုတ်တရက်ဒူးထောက်ပြီးတော့ထိုင်ချလိုက်ပြီးတော့ကလေးမလေးရဲ့ပခုံးကိုအတားအရပွေးဖက်လိုက်ပါတယ်။မီယာလေးတတိမေ့လဲကျသွားတဲ့အတွက်ကြောင့်မလို့ဆရာဝန်မကြီးကလာရောက်စစ်ဆေးပေးနေပါတယ်။ဆရာဟက်ကသူ့ရဲ့မိမလေးဘယ်လိုနေသေးလဲဆိုတာကိုစိုးရင်တကြီးနဲ့မေးမြန်းနေရှာပါတယ်။ဆရာဝန်မကြီးရဲ့ပြောပြချက်အရမီယာလေးဟာ2ရက်တန်တိုင်ဘာမှမစားရတဲ့အတွက်ကြောင့်မလို့အားပြက်ပြီးမေ့လည်သွားတာဖြစ်တယ်လို့ခန္ဓာကိုယ်မှာလည်းအာဟာရချို့တဲ့မှုတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့သိရပါတယ်။ပြင်သူမရဲ့ခြေထောက်တွေမှာလည်းဒဏ်ရာတွေအများကြီးရထားတာကိုအဲလက်စ်ကတွေးရှိသွားပြီးစိတ်မကောင်းဖြစ်နေရပါတယ်။မီယာလေးဟာလက်မော့မှာဖက်နှက်တောင်မပါပဲတရောတီးပြီးတော့ပတ်စံတောင်းနေခဲ့ရတာပါ။ဒီကြောင်းတွေကိုကြားလိုက်ရတဲ့မစ္စတာဟက်တယောက်ငါမိမလေးဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ရလဲဆိုပြီးတော့ရင်ကွဲမတက်ခံစားနေရပါတယ်။လက်စ်ကတော့တတိမေ့နေတဲ့မီယာလေးရဲ့ခေါင်းကိုပို့သက်ပြီးရင်အဲလင်ကိုအရန်စိတ်ဆိုးနေမိပါတယ်။မင်းကဘလို့အမေမျိုးလဲကိုကလေးကိုဒီလောက်ထိဒုက္ခရောက်အောင်ဘလို့များရရဆက်ဆက်လုံးနိုင်ရတာလဲဆိုပြီးသူ့စိတ်ထဲကနေကြိတ်ပြီးတော့အပြစ်တင်နေမိပါတယ်။အဲဒါမှတော့မီယာလေးတတိရလာပြီးတော့မစ္စတာဟက်နဲ့အဲလက်စ်တို့ကိုတွေ့လိုက်ရတဲ့အခါမှာတော့အားလုံးကဝမ်းသာသွားကြပါတယ်။မီယာလေးကသူမရဲ့ဖခင်ဖြစ်သူအဲလက်စ်ကိုဖတ်ထားရင်းနဲ့ဖေဖေသမီးကိုနောက်ဆုံးတော့လာရှာပြီးဖို့တော့ဆိုပြီးတော့ဝမ်းနဲ့ဖက်နဲ့ပြောနေရှာပါတယ်။မီလေးဟာသူမမွေးကလေးကဖေဖေကိုတခါမှမမြင်ခဲ့ဘူးသလိုအခြားကလေးတွေမှာအဖေရှိမိမယ်သူမကတော့မရှိခဲ့ဘူးလို့ငိုယိုပြီးပြောပြနေခဲ့တာပါဖေဖေကိုအရန်လွမ်းနေခဲ့ရပြီးအခုမှအဖေဆိုတာရှိပြီလို့ရင်ဖွင့်နေတဲ့သမီးလေးကိုကြည့်ပြီးအဲလက်စ်တယောက်အတော်လေးစိတ်မကောင်းဖြစ်နေရပါတယ်အဲလက်စ်ကလည်းသမီးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဖေဖေတောင်းပန်ပါတယ်မိယာဒါတွေအားလုံးကဖေဖေဖြစ်တွေပါဆိုပြီးမျက်ရည်ကျကချုံမြူနေရှာပါတယ်မစ္စတာဟက်ကလည်းမိမလေးရဲ့စကားတွေကိုကြားပြီးဘေးကနေဝမ်းနဲ့စွာနဲ့ကြည့်နေမိပါတယ်။လက်ကသူဟာသမီးလေးရဲ့အမေမှသူ့ကလေးကိုမွေးဖွားခဲ့တယ်ဆိုတာကိုလုံးဝမသိခဲ့တာပါ။အဖိုးဖြစ်သူကလည်းသူ့ရဲ့မိမလေးဖြစ်တဲ့အဖြစ်အပျက်တွေကိုကြားလိုက်ရတဲ့အခါမှာစိတ်မကောင်းဖြစ်သွားပြီးတော့ထပ်မံပြီးတော့ငိုကြွေးခဲ့ပါတယ်။ပြီးတော့အဖိုးစီကိုလာပါအောင်ဆိုပြီးတော့ပွေးဖက်ပြီးတော့ခေါ်လိုက်တယ်။ဒါပေမဲ့အဲလက်စ်ကတော့သူ့ရဲ့သမီးဖြစ်သူကိုမပေးဘဲနဲ့သူကိုယ်တိုင်ချီပိုးပြီးတော့အခန်းရဲ့ပြင်ဘက်ကိုထွက်သွားခဲ့ပါတယ်။ကြောင့်မို့အဲလက်စ်ရဲ့တငယ်ချင်းကလည်းပဲအံ့ဩသွားပြီးတော့သူ့ရဲ့မိဖိုးတွေကိုစားနှောက်နေခဲ့တယ်။သမီးလေးမယာအတွက်ဟက်မိသားစုကြီးရဲ့ဂရုစိုက်မှုတွေကတော့အားကျစရာပါပဲ။ဖိုးဖြစ်သူကမယာလေးအတွက်အာဟာရပညာရှင်ကစားပေါ်နဲ့စာတင်ပေးမဲ့ဆရာမတွေကိုပါအိမ်ရောက်ခေါ်ပေးထားတာပါ။လက်စ်ကလည်းသူ့ရဲ့သမီးလေးကိုပွေးချီထားရင်သမီးလေးကိုစောက်ရှောက်ဖို့လူတွေများကြီးရှိနေပြီနော်ဟုဆိုကကျင်နာစွာပြောနေရှာပါတယ်။ဒီမကတိပါဘူးအဲလက်စ်ကသမီးလေးပျော်ရွှင်မှုအတွက်ကစားကွက်နဲ့ရဲတိုက်ကြီးတစ်ခုကိုကစောက်ပြီးအောင်မှာပါသမီးလေးဟာဟက်မိသားစုရဲ့မင်းသမီးလေးပါပဲလို့ပြောပြီးတော့မြောက်ပင်ပေးတဲ့အခါမှာတော့မီယာလေးရဲ့မျက်နှာထက်မှာပျော်ရွှင်မှုတွေအပြည့်ဖြစ်နေပါတော့တယ်စားချိန်မှာလဲစပွဲပေါ်မှာရတာရှိတဲ့ဟင်းလျာတွေအပြည့်အစုံပြင်ဆင်ထားပြီးတော့အဲလက်စ်ကသမီးလေးကိုပွေးချီကပျော်ပျော်ပါစားတော့ကြရင်လည်းပဲဒါတွေကိုပြောဆိုခဲ့နေကြပါတယ်ဒီမှာပဲကလေးမလေးကသမီးရဲ့မမေစီကိုသွားချင်လိုက်တာဆိုပြီးတော့ပြောလိုက်တယ်ဒီချိန်မှာအဲလက်စ်ကသမီးလေးရဲ့ခေါင်းကိုပို့လိုက်ပြီးတော့အင်းမသမီးလေးဖေဖေလိုက်ပို့ပေးမှာပေါ့ဆိုပြီးတော့ပြန်လဲပြီးတော့ပြောဆိုလိုက်ပါတယ်